ဘိုက်ကြီးသည်သမင်မတခါတော့ကကိုဝင်နေစေလာစေနဲ့မွေးဖွားခါနီးသမင်မတကောင်ဟာမိဖွားစရာနေရာရှာရင်းရေစည်းတန်နဲ့မြစ်တစ်ခုရဲ့ဘေးကိုရောက်လာတဲ့ကွယ်မိုးကောင်းကင်တစ်ခုလုံးတိမ်မဲတွေနဲ့ပြေးလာပြီးလျှက်စီးတွေမိုးကြိုးတွေလည်းပြစ်လာတဲ့သမင်မမှာလည်းမွေးခါနီးပိုင်းနာတဲ့ဝေဒနာကိုခံစားလာရတဲ့အဲ့ဒီအချိန်မှာသမင်မတတိထားမိလိုက်တာကသူ့ရဲ့ဘဲဘက်ချမ်းမှာမူဆိုးတယောက်ဟာလေးကိုချိန်ရင်သူ့အနာကြီးကပ်လာတာကိုပေါ့ညာဘက်ကိုကြည့်ပြန်တော့သွေးစာနေတဲ့ချင်းသေးတကောင်ကလည်းမန်ဖီပြီးသူ့ကိုခုံအုပ်တော့မယ်ပေါ့လောလောဆယ်မှာရှေကရေစည်းတန်တဲ့မြစ်ဘဲညာမာကမွဆိုးနဲ့ချင်းသေးဆိုတော့နောက်ပြန်လှည့်ဖို့စဉ်းစားစင်မှာပဲသူမလာခဲ့တဲ့အနောက်တော့အုပ်ကလည်းတောမီတွေလောင်လာပါလေရောပေါ့သမင်မစဉ်းစားရပါပြီမီးဖွားရမလားချင်းသေးနဲ့မူဆိုးရန်ကလွတ်ဖို့ဆိုရင်ရှေ့ကချောင်းထဲခုန်ချပြီးတေးမီရှင်မီမတိတာကိုစူးစမ်းရမလားတောမီကိုဖျက်ပြေးရမလားဒါလည်းမသေးချာတင်ဆိုရင်ရောပါလောက်ပါမလဲသမင်မပါလို့မယ်ထင်ပါသလဲဘိုက်ကြီးတီသမင်မဟာကလေးကိုပဲမွေးချလိုက်ပါတယ်ကလေးရောအမေရောအသက်ရှင်ကြပါတယ်တဲ့ဇလန်းကဒီလိုပါသမင်မကြီးကကလေးကိုပဲမွေးမယ်လို့ခိုင်ခိုင်မာမာဆုံးဖြတ်ပြီးကိုလဲချမှာမုံဆိုးကလည်းလေးအပြစ်မှာမြားလွတ်သွားပြီးအဲ့ဒီမြားကဆန့်ကျင်ဘက်ချင်းသေးကိုတက်တက်မှန်ပါလေရောတဲ့တပြိုင်နက်တည်းမှာပဲကောင်းကင်လာတဲ့မိုးကြိုးတစင်းကလည်းမူဆိုးကိုမှန်သွားတဲ့မင်းနေတဲ့တိမ်တိုက်ကြီးကလည်းမိုးအဖြစ်ပြောင်းပြီးအားရပါရရွာချလိုက်တာတော်မီလဲငိမ့်သွားလေရောပေါ့စိတ်ကူးရင်ဆန်နဲ့ပြောလို့ရပေမဲ့ဘဝမှာတကယ်အဖြစ်ပြက်တွေကစိတ်ကူးရင်ထက်ဆန်းကျယ်တတ်ပါတယ်စီမံခန့်ခွဲမှုရဲ့သင်ခန်းစာဟာတခါတရံဘေးကျက်နံကျက်အခြေအနေတွေကြုံရရင်ဒီပုံပြင်လေးကိုသတိရပေးပါတမင်မရဲ့အဓိကအခြေအနေကကလေးမွေးဖို့ပါကျန်တဲ့အခြေအနေ၃ခုကသူမပိုင်မှဆိုင်တဲ့ကိစ္စတွေပါတဘာဝဘေးနဲ့အခြားသူတွေရဲ့ပြုမှုဆောင်ရွက်မှုတွေကိုကိုဝင်ပါလို့မရပါကိုအမြဲပြန်မေးပါတင်ပါကိုတန်ဖိုးထားမှလဲတင်တန်ဖိုးထားတဲ့အရာရဲ့နောက်မှာကံကြမ္မာနဲ့မျောလင့်ခြင်းအလင်းရောင်တွေကိန်းအောင်နေပါတယ်ပုံမြင်လေးကတော့ဒီလောက်ပါပဲပညာပေးပုံမြင်တွေကိုနားထောင်ခြင်းနဲ့ဆိုရင်ဒီ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်